ကျွန်တော်ရဲ့ထိုင်းချက်လေးတွေကိုကျွန်တော်ပြပေးမယ်ပေါ့နော်ဒီကောင်မလေးဆိုရင်တော့ဟို9လပဲရှိသေးတယ်ပေါ့9လပဲရှိသေးရယ်ပြီးတော့ဒီကောင်လေးဆိုရင်တော့ဟို2နှစ်လောက်ရှိပြီပေါ့နော်2နှစ်လောက်ရှိပြီကျွန်တော်ဟိုမြတ်ဝတီဖက်ထိုင်းနယ်ဆက်ပေါ့နော်ထိုင်းနယ်ဆက်ဖက်မှာပဲကျွန်တော်မှာထားတာပါသူတို့ကလေးမရသေးဘူးကျွန်တော်ဒီကောင်လေးကကြတော့ကျွန်တော်မွေးတာကြာပြီပေါ့ပြီးတော့ကျွန်တော်ကောင်မလေးကကြတော့ဟိုတနေ့ကပဲကျွန်တော်ဝေတာပေါ့နော်ဟိုတနေ့ကပဲဝေတာပြီးတော့ကလေးပဲရှိသေးရ9လပဲရှိသေးဆိုတော့ဒီထက်ကြီးအောင်မှာပေါ့နော်ဆိုတော့သူတို့ပေါင်းတော့ပေါင်းတယ်ဒါပေမဲ့သူတို့ကလေးမရသေးဘူးပေါ့နော်ကလေးရလို့ရှင်တော့ရှေကောင်းကြပါပေါ့နော်ညောက်စလုံးကပက်ကွိုင်နေပါကျွန်တော်ရဲ့ထိုင်းချက်လေး vlog လုပ်ပေးနေပါတယ်bye bye